နေပြည်တော်ကောင်စီနဲ့နေပြည်တော်စင်ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းစည်းဝေးကိုဒီကနေ့မနက်ပိုင်းကနေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမတင်၌ကျင်းပပြုလုပ်ပါတယ်။ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းကဦးစားပေးလုပ်ငန်းအဖြစ်အသက်16နှစ်ပြည့်ပြီးတော့လည်းအကြောင်းမျိုးမျိုးတောင်နိုင်ငံသားစီစီကံမရှိသေးသူများအသက်10နှစ်ပြည့်ကျောင်းသားကျောင်းသူများအားဥပဒေနဲ့ညီနိုင်ငံသားစီစီကံထုတ်ပေးခြင်းနဲ့နိုင်ငံသားစီစီကရှိပြည်သူများအား EID စနစ်ဖြင့် Biographic Biometric ကောက်ယူကာ UID တပါတဲ့ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကိုလာမင်းစီမံချက်ဖြင့်ဆောင်ရွက်လက်ရှိရတဲ့အတွက်ပြည်သူများသိရှိအောင်နှိုးဆော်ဆောင်ရွက်ရေးယခုလာမယ့်ပညာသင်နှစ်တွင်အခြေခံကျောင်းများကျောင်းအနှံ့၏သတင်းပတ်ရောက်ရှိတော်မှာဖြစ်တဲ့အတွက်နေပြည်တော်တွင်ရှိကျောင်းနေရွယ်ကလေးများအားလုံးကျောင်းတက်နိုင်ရေးနဲ့ကျောင်းအနှံ့မှုအပြည့်အဝရရှိရေးမိဘအုပ်ထိန်းသူများအနေဖြင့်မိမိတို့ရဲ့ကလေးများအားကျောင်းအနှံ့စေရေးနဲ့ကျန်းမာရေးကဏ္ဍစိုက်ပျိုးရေးကဏ္ဍ MSME လုပ်ငန်းများတိုးတက်စေရေးခီးသွွားလုပ်ငန်းဖွံ့ဖြိုးရေး BBN ရဲ့ကင်းဝေးစေရေးတို့နှင့်ဆက်လင်း၍ပြောကြားပါသည်ထို့နောက်တက်ရောက်လာကြသူများတင်ပြချက်များနှင့်ဆက်လင်း၍လက်ရှိမီပုံမှန်ရရှိရေးဝန်ထမ်းများအားတရားမဝင်ကုန်ပစ္စည်းတည်ဆောင်မှုကိစ္စရပ်များတွင်ပါဝင်ပတ်သက်မှုမရှိစေသက်ဆိုင်ရာကဏ္ဍလိုက်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့်ဆောင်ရွက်သွားကြရေးတို့ကိုမှာကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။